Hello အားလုံးပဲမင်္ဂလာပါခုကောက်မှာတော့ live ပေါ်မှာအရန်ကိုနာမည်ကြီးမှုစိတ်ဝင်စားမှုအရန်များနေတဲ့ Mac Caneway Foundation ရဲ့ပြဿနာဖြစ်နေတဲ့ Mac ရှာထက်တွေနဲ့ညီမလေးအကြောင်းကိုအသေးစိတ်တင်ပြပေးသွားပါမယ်ရှင်ဒီညီမလေးပြောထားတာကတတိုင်းပြည်လုံးပေါ် Prahita စိတ်ရှိတဲ့နိုင်ငံကျော်မင်းသမီး Mac Caneway ရေးတဲ့တော့သူကတတိုင်းပြည်လုံးပေါ်မှာတော့ Prahita စိတ်ရှိရပေါ့နော်ကျွန်မအပေါ်မှာကိုချင်းစာတရားလေးရှိပေးပါလားရှင်တဲ့သူခမရလေဒီငွေတွေအလက်ကားရတာတဲ့ပတ်စံနေမဟုတ်ပေါ့နော်သူခမရမှာအာဘောမတက်ဈေးရောင်းပြီးရတာတဲ့ချွေးနေစာပတ်စံလေးတွေဆိုတော့တူတူကိုလူချင်းစားတာပဲပေါ့နော်အခုလောလောဆယ်ကမရှာထက်တွေရဲ့တစ်ဖက်သက်အနေနဲ့ပေါ့နော်ဒီသူ့ရဲ့ကိုယ်ရေးအချင်းလေးကိုကျွန်မပြပြပေးသွားပါမယ်ရှင်သူကမခန့်တွေရဲ့ foundation ကိုအရင်ကတူနေကြတယ်သူ့ရဲ့မိတ်ဆွေတွေနဲ့ပေါ့နော်ထိုင်းမန်တွေရဲ့သူဒီမခန့်တွေ foundation မှာသူတို့ပတ်စံလူမယ်ဆိုရင်သူကကမကထသူကိုယ်တိုင်ဦးဆောင်ပြီးတော့ငွေကောက်ပြီးတော့သူရှိမှလူနေကြပေါ့နော်တစ်ချိန်ကလည်းဒီမက်ခိုင်နိုရဲ့ foundation ကိုလည်းအရန်ကိုယုံကြည်ခဲ့တဲ့သူဒီကောင်မလေးကပြဿနာစဖြစ်တဲ့နေ့ကမေလ9ရက်နေ့ကအကုန်တစီကိုတဲ့သူကအထည်ပုံ29သိန်း5,000နဲ့5တောင်30နီးပါးပေါ့လွှဲရမှာဟိုတဲ့မက်ခိုင်နိုရဲ့ foundation အကောင့်ကိုသူကမလွှဲခဲ့မိတာသူ့ဘက်ကမလွှဲတာတိချင်းတနာရီအတွင်းမှာသူကလူကိုယ်တိုင်တော့ပြောခဲ့တယ်ရုံဘက်ကလည်းမက်ခိုင်နိုကတဲ့ပျော်ဝေရောက်နေတယ်နောက်5ရက်နေမှာပြန်ရောက်မယ်ဆိုပြီးတော့အဲ့ဒီအခါကျမှပြန်လာခဲ့ပေါ့နော်သူတို့ချင်းတဲ့ရက်ကိုပြန်သွားတော့ကြတော့တဲ့ရုံးကပါတောင်းလဲဆိုတော့ဘန်ဒန်ဘတ်တို့မပုံတင်အရှိနောက်ဘန်စတိတ်မန့်တွေတွားယူခိုင်းပြီးတော့သူတို့ယူပေးခဲ့တယ်အဲ့ဒီအချင်းအထိတွေသူကမက်ခိုင်နေဝင်နေတော့တွေ့ခွင့်မရအောင်ရုံးဝန်ထမ်းတွေနဲ့ပဲတွေ့ခွင့်ရရုံးဝန်ထမ်းတွေရဲ့ဆက်ဆံရေးကဒီငွေတွားလူတဲ့အချင်းဆက်ဆံရေးနဲ့ငွေမားလွဲလို့ပြန်တောင်းတဲ့အချင်းဆက်ဆံရေးကအရန်ကိုကွာခြားတယ်အဲ့တော့သူများပတ်စံအလန်ကတွားတောင်းနေရတော့လို့တင်ကြမှုခံစားခဲ့ရတယ်ဒီညီမလေးကအဲ့ဒီနေရာသူတို့တောင်းတာပေါ့နော်သူတို့အစင်းစင်းတင်ရမှာမလို့တဲ့နောက်ထပ်5-6ရက်ထပ်ဆောင်ခိုင်းတယ်အဲ့တော့ဆောင်ခိုင်းတဲ့ရက်ပြည့်လို့ဖုန်းခေါ်တဲ့အခါကျတော့ဖုန်းမကန်လို့လူကိုယ်တိုင်တွားမိတဲ့အခါကျတော့တာလီဖုန်းမျိုးနယ်ရုံကထောက်ခံချက်တွားယူခိုင်းတော့သူတို့ကလည်းမျိုးနယ်ရုံသွားပြီးတော့တွားတောင်းတယ်မျိုးနယ်ရုံကလည်းသူတို့နဲ့မဆိုင်ဘူးအဲ့လိုပေးရတယ်လို့လုံရုံလို့စင်မရှိဘူးလို့ပြောတယ်ပေါ့နော်အဲ့တော့သူကရုံးကိုကျမတို့ပြန်သွားတဲ့အခါကျတော့တဲ့ရုံးဝန်တန်းတွေကကျမတို့ပေါ်မချင်းမငံမတူတလို့မတန်တလို့ဆက်ဆံပြောဆိုခဲ့တယ်ဒါအောင်မခံနေဝင်သိလားမသိလားတော့ဒီညီမလေးကမသိဘူးလေအဲ့ဒီအချိန်ထိမခိုင်နေဝင်တော့မဟုတ်တောင်းရှိသူမန်နေဂျာတဦးတယောက်နဲ့မှသူမတွေ့ရသေးဘူးအဲ့တော့ည9နာရီထိုးမှာမက်ကန်နီဝေဆိုတဲ့မန်နေဂျာဆိုသူကနာမည်ကန်တဦးနဲ့ဖုန်းဆက်လာတယ်ပေါ့နော်သူပြောတာကမားလွဲလိုက်လို့တနာရီအတွင်းတော့ပြောခဲ့တယ်တဲ့သူတို့ရဲ့ငွေတွေကိုအဲ့တနာရီအတွင်းမှာပဲလှူလိုက်တယ်လို့မန်နေဂျာပြောလိုက်တယ်တဲ့တကယ်ဆိုအဲ့ပစံကတနာရီအတွင်းမှာမားလွဲလိုက်တာကတနာရီအတွင်းမှာပဲလှူလိုက်တာဆိုရင်တွားပြီးပြောတဲ့နေ့ကလှူလိုက်ပြီလို့မပြောဘဲနဲ့ဘာဖြစ်လို့ရချင်းနေခဏခဏပေးလဲဒါလည်းကျမတို့ပြည်သက်တွေအနေနဲ့စဉ်းစားကြတစ်ခုပေါ့နော်နောက်တစ်ခုသူကထပ်ပြောသေးရဲ့သူတို့ကဘယ်သူနာမည်နဲ့လူလိုက်လဲလို့မေးတော့သူတို့ကတိန်းတောင်းလဲချီဝင်တဲ့အခါကျတော့တဲ့အချိန်နဲ့တပြင်းကြီးအကုန်လူရလို့ပြောတယ်တဲ့အမှန်တကယ်လူခဲ့ရင်လာပြောတဲ့တနားရီအတွင်းမှာဘာလို့ဟုတ်တယ်အဲ့လူရဲ့ကိစ္စဘာလို့မပြောရလဲပေါ့နော်အဲ့တော့သူတို့မားလွဲတာတေးကြတယ်ခံလုံနဲ့တက်တေးတွေနဲ့အစစ်စစ်ယူခိုင်းပြီးတော့မှနော်သူတို့မားလွဲတာတေးကြတဲ့ခံလုံနဲ့တက်တေးတွေထောက်ထားတွေဘတ်စတိတ်မန့်တွေယူခိုင်းပြီးတော့မှလူလိုက်ပြီးတော့အလွယ်တကူပြောရတယ်ဘယ်သူကဘယ်လိုယုံမလဲကွယ်နော်မန်နေဂျာဆိုပြီးတော့ဖုန်းလက်ခံပြောပေးတဲ့သူကလည်းမက်ကန်နိုရဲ့မန်နေဂျာအစ်စ်ဟုတ်မဟုတ်ဆိုတာလည်းသူတို့ကလည်းမသိဘူးမယုံပေါ့နော်အပြင်မှာလည်းမတွေ့ဘူးအဲ့မန်နေဂျာကိုအဲ့တော့လူလိုက်ပြီးတော့ပြောတဲ့ခါကျတော့အဲ့ပတ်စံကိုလူလိုက်ပြီးတော့လည်းပြောရဲနော်အဲ့မန်နေဂျာအဲ့တော့အဲ့ပတ်စံကိုလိုချင်တဲ့သူတို့ကနေပြီးတော့အစစ်စစ်တင်ပေးရမယ်လို့လည်းပြောတယ်ကဲစကားရှင်းနောက်ကြီးပြောတာနော်ရှင်းလို့ဆိုလည်းယုံမလားကျွန်တော်ကတော့မယုံတော့အဲ့မှာပတ်စံ30ကအဲ့လောက်အစစ်စစ်လုပ်ရမယ်လို့သူတို့မသိခဲ့ဘူးတဲ့ငွေဝင်တော့ကတော့ဘသူစီရဝင်လာမှမစစ်စေးပဲနဲ့ပတ်စံပြတ်ထွက်ခါနေကြမှာနေပြီးတော့ဒီစီးရင်တင်ရမယ်တဲ့အဲ့တော့နေပြီးတော့ဒီတင်တာကိုတဲ့ဘယ်ချိန်ထိစောင့်ရမယ်လဲဆိုတာကိုဘယ်သူမှအချိန်တိကျမသိဘူးသူတို့ကပဲယုံကြည်ပြီးစောင့်ရမယ်လို့ပြောတယ်တဲ့အဲ့တော့ဒီညီမလေးကဒီလိုစကားတွေရှင်းနောက်မညီမျိုးစုံဖြစ်လာတော့ဘယ်လိုယုံရမလဲမေးတဲ့ခါကျတော့မယုံရင်တရားဥပဒေတိုင်းလို့ဆိုပြီးတော့မက်ကန်နီဝေရဲ့မန်နေဂျာအဲ့လိုပြောတယ်ပေါ့နော်အဲ့တော့သူတို့ကလည်းလမ်းစဉ်အတိုင်းလုပ်ဖို့ကမ္ဘောဇဘန်မန်နေဂျာနဲ့တွားတွေ့ခဲ့တယ်နော်တရားစွဲဆိုဖို့အတွက်ကမ္ဘောဇဘန်မန်နေဂျာနဲ့တွားတွေ့ပြီးတော့ဘန်ပြောတာပေါ့နော်မားလွဲတဲ့သူကိုသိနေရပဲလူချင်းတောင်းလို့အရင်ပြောတယ်တောင်းလို့မရဘူးဆိုတာသူတို့ဘက်ကလိမ်လည်မှုမြောက်သွားပြီလို့ပြောတယ်ပေါ့နော်အဲ့တော့သူတို့ကိုစကန်မှာတိုင်ချက်ဖွင့်ရမယ်လို့ပြောတယ်စကန်ကိုတိုင်ချက်ဖွင့်ရင်လည်းသူတို့အကောက်ထဲကကျမတို့ငွေရှိသေးလားဆိုပြီးဘန်ကသူတို့အကောက်ကိုစစ်ဆေးတဲ့အခါမှာငွေအမောင်းကတိန်းကတောင်းချီဖြစ်နေတဲ့အဲ့ဒီအတွက်သူတို့ဘက်ကတိုင်ချက်ဖွင့်ခဲ့ရင်မက်ကန်နီဝေရဲ့ဘန်အကောက်ကပိတ်ခံရမှာပေါ့နော်ဒီမက်ကန်နီဝေရဲ့ဘန်ကောက်ထဲမှာရှိတဲ့တိန်းပေါင်းများစွာပတ်စံတွေကမက်ကန်နီဝေရဲ့ပတ်စံတွေမဟုတ်ဘူးခုနေသားသမီးတွေလူငွေတွေနော်လှူထားတဲ့ပတ်စံတွေအဲ့တော့အဲ့အတွက်မန်နေဂျာက
အလွယ်တကူဥပဒေတိုင်းလို့ပြောပေမဲ့တဲ့ဒီမြန်မာလေးဘက်ကမလုပ်ရက်ခဲ့ဘူးဘာလို့ဆိုတော့သူ့ရဲ့ training စာကိုသူပြန်လို့ခြင်းတက်ပဲမခန့်နေဝရဲ့နာမည်ဂုဏ်သိက္ခာကိုသူကမထိခိုက်စေချင်ဘူးသူ့ရဲ့ training စာကိုပဲပြန်လို့ခြင်းနဲ့ဒီဖြစ်စဉ်အစအဆုံးမှာဒီမြန်မာလေးကလူသက်တွေ record အသက်တွေစာသက်တွေအကုန်ရှိတယ်ဒါတော့လူအဲ့ရင်သူကပြပေးမယ်အဲ့တော့သူ့ရဲ့ training စာတွေဗျာတချံကမှဆိုသူကပစုမစုတန်မိုးထားတာပဲလေနော်အဲ့တော့မတရားဘူးလို့သူကိုယ်တိုင်သူခံစားရတယ်ဒီဝန်ထမ်းတွေရဲ့လူရဲ့ကိုယ်လည်းမခန့်နေဝပြီးမသိတယ်သူမသိလို့အဲ့တော့မခန့်နေဝတည်အောင်လဲသူကကူညီတောင်းနေတယ်အဲ့တော့မခန့်နေဝကအခုချိန်မှာဒီညီမလေးရဲ့ဖြစ်စဉ်က9ရက်နေ့ကဖြစ်ခဲ့တာဆိုတော့အခုတောင်မှ20ကျော်နေပြီပေါ့နော်26ကျော်ဒါရက်ပေါင်း20လောက်ဖြစ်နေချိန်မှာသူလုံးဝဘာမှတောင်းမယူဘူးပေါ့နော်အဲ့တော့ဖြစ်ရှင်းလာတာလည်းကောင်းကောင်းမတွေ့ဘူးဒီညီမလေးဘက်ကမနေနိုင်လို့ live ပေါ်မှာတင်လိုက်တဲ့ခါကျမှပြဿနာကအကြီးဖြစ်လာတယ်လူစိတ်ဝင်စားမှုအများများလာတဲ့ခါကျတော့လေဒီညီမလေးရဲ့ကိစ္စကိုတည်တံ့ကြီးမဖြစ်ရှင်းပဲနဲ့တခြားလူတွေရဲ့ငွေမလွှဲသွားတဲ့4လပိုင်းရဟာတွေ3လပိုင်းရဟာတွေဒါတွေပဲသူဖြည့်ရှင်းနေအမှန်ဆိုရင်ဒီပြဿနာကအရေးကြီးနေတာကိုဒီပြဿနာကိုချက်ချင်းမဖြည့်ရှင်းမယ်နဲ့ဘာတွေဝေးလဲကြောင်ပန်းလုံးနေတယ်တော့မသိဘူးအဲ့တော့ဒီပတ်စံလေးပြန်ရဖို့တော့မှရက်20အထိစောင့်ပေးရမယ်ဖြည့်ရှင်းပတ်စံရဖို့မဟုတ်သေးဘူးเนาะဖြည့်ရှင်းပေးမှုကိုစောင့်ဖို့တောင်ခုတောင်ရက်20ရှိနေပြီဖြည့်ရှင်းမလာသေးဘူးဒါမားလွှဲတာလားလူလိန်လားဆိုတာလည်းသူကတခြားမသိဘူးပြီးတော့ဒီညမာလေးကိုလည်းတချို့တွေကဒီမခိုင်နေဝင်လို့ထင်ချင်းထင်မှာပေါ့နော်သူကတော့မတမာသူတို့ငွေလိန်သူတို့ထင်နေမယ်ဒါပေမဲ့ဒီညမာလေးရဲ့နာမည်ကိုလိုက်ပေါ်မှာရှာကြည့်လိုက်သူကတိမ်မောင်းများဆိုတာအလုံးလုံးနေတဲ့ညမာလေးကျမတို့ကတော့မသိဘူးကျမတို့လည်းအဲ့လိုပဲ line ပေါ်မှာလည်းရှာကြည့်ရင်အဲ့တော့တနိုင်ငံလုံးကသူ့ဘက်မှာပဲရက်တည်နေကြတယ် comment တွေကိုဖတ်ကြည့်လိုက်သိတာပါလေတော်တော်များများ comment မမဲ့ဘူးရဲ့လူတွေတောင်သူ့ရဲ့ဘက်ကနေပြီးတော့ဒီဆရာဂျုံလိုလို့ဆိုတော့သူ့ဘက်ကနေရက်တည်ပြီးတော့အားပေးနေကြတာပေါ့နော်အဲ့တော့ဒီကိစ္စမှာပတ်စံ330ဆိုတာကကိုရိုင်းတောင်ဖုန်းပေးရင်1000 2000တောင်သူများစီမာလွဲသွားရင်ဖုန်းနံပါတ်တီးပါလေးရနဲ့ဖုန်းဆက်ပြီးတောင်းရင်တော့တစ်ဖက်လူကမပေးရင်ကိုဆိုအရန်ဝဲနေတယ်လေနော်အဲ့တော့ဒီခါနေပတ်စံကိုနှမျိုးတာတဲ့တစ်ဖက်လူကကိုစီမှာကိုပတ်စံမဟုတ်ဘဲနဲ့မားဝင်နိုင်လူချင်းကြားတယ်ပေါ့နော်အဲ့ဒီစိတ်ကအရန်ဝဲနေဖို့ကောင်းတယ်အရန်လည်းကြောက်ဖို့ကောင်းတယ်ပတ်စံနဲ့ပတ်သက်ရင်အဲ့တော့ပိတ်တက်ကြီးရောဘလို့ထင်လဲဘသူကမားမယ်ထင်တယ်ဘသူကမှန်မယ်ထင်တယ်ကျမတို့တော့သူများပတ်စံကိုစီမှာဝင်လာတယ်ဆိုတော့ကျမတို့တော့တရားမချင်ကျမတို့တော့ပြန်လွှဲပေးမှာမဟုတ်ဘူးပေးတော့မယူဘူးဆိုသူများရဲ့ training စာကိုကျမတို့လည်းအဲ့လိုမလုပ်ရဘူးပေါ့နော်ကိုအချင်းခုချိန်မှာပတ်စံဆိုတာအရန်ကိုရှားပါပါတယ်အဲ့တော့လောလောဆယ်ဒီကောင်မလေးကဒီနေ့တင်ထားတာကိုပတ်စံတောင်းတဲ့သူဘက်ကအရန်ရှက်နေပြီသူမတောင်းတော့ပေါ့နော်သူ post တင်တာနောက်ဆုံးဖြစ်သွားပြီမရှာထွက်တဲ့ဘက်ကမက်ကန်နီဝေဘက်ကတော့30ကပြန်ရုံမဲ့အနေထားလားပြန်မြုံမဲ့အနေထားလားဆိုတော့ကျမထင်တယ်ပြန်မရောလောက်ဘူးလို့တော့ကျမထင်နေရှင်သူ့ပုံစံအရန်ကိုတွေးအေးလုံးပါတယ်ဘာကြောင့်လဲဆိုတော့နားမလည်တော့ပါဘူးရှင်အဲ့တော့ပိတ်သက်ကြီးရောဘလို့ထင်လဲဒီကိစ္စမှာသူကမားတယ်သူကမှန်တယ်လို့ထင်လိုက်ကွန်မန့်မှာအမှတ်ပေးကြပါအောင်ရှင်အဆုံးဒီနောက်တော့ပေးရတဲ့အတွက်လည်းကျေးဇူးများကြီးတင်ပါတယ်နော်